မင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ထိုင်းနိုင်ငံမှာရှိတဲ့အယူထယာမြို့ဟောင်းကိုကျွန်တော်တို့မိသားစုဖျားဖူးကြီးသွားတော့ရိုက်ကူးခဲ့တဲ့ဒီဗီဒီယိုလေးကိုမျှဝေပေးချင်ပါတယ်ခင်ဗျာမနေ့စောစောသွားကြတာဆိုတော့လမ်းမှာကားတွေကလည်းနည်းနည်းချင်းတာပေါ့နော်ဒီအယူထယာမြို့ကိုဝင်တဲ့လမ်းမှာဆိုရင်လည်းတစ်ပင်ကြီးတွေနဲ့စိမ့်ဆူပြီးတော့အေးချမ်းမုံကိုရတာပေါ့ဗျာဒါကတော့ the beauty of nature ပေါ့နော်တချိန်ကအာရှတောင်ပိုင်းမှာအင်အားအကြီးဆုံးအင်ပါယာတစ်ခုဖြစ်ခဲ့တဲ့ဒီအယူထယာမြို့ဟောင်းကိုကျွန်တော်တို့မိသားစုနဲ့အတူဖျားဖူးခရီးသွားတဲ့ feeling ကအေးချမ်းပြီးတော်တော်လေးကောင်းပါတယ်တိတ်ဆိတ်ငြိမ်သက်မှုကိုသဘောကျတဲ့သူတွေအတွက်ဆိုရင်တော့ဒီအယူထယာမြို့ဟောင်းကိုဖျားဖူးခရီးသွားတာပို့ပြီးတော့နှစ်သက်လိမ့်မယ်လို့ထင်တယ်ပေါ့နော်လုံးဝအေးချမ်းတဲ့ feeling မျိုးကိုရပါတယ်ယူထယာမြို့မှာနောက်ထပ်လေပတ်စရာတွေဖျားစီရီပထိုးတွေကအများကြီးပဲဆိုတော့ကျွန်တော်တို့နောက်ထပ်တနေရာဝက်ရိုက်ချင်ဖို့ကိုသွားပါမယ်ဒီနေရာကျတော့နည်းနည်းလူများတယ်ပေါ့နော်ဆူတောင်ပြေးဖျားလည်းရှိတယ်ဆိုတော့လေဆူတောင်ပြေးဖျားရှိလို့ပဲလူတွေအများကြီးလာကြတယ်လို့တော့ထင်တာပဲဒါမဲ့လည်းလက်ပုံရလို့လည်းတော်တော်လှပါတယ်ကဲဇရီပထိုးရဲ့ပတ်ပတ်လေးရလဲဖျားတွေအများကြီးပဲဆိုတော့အရင်ဆုံးတစ်ပတ်လောက်ရှောက်ကြည့်ရအောင်ဗျာဒီမှာဇရီပထိုးပေါ်ကိုတက်ပြီးတော့အထဲမှာဖျားဖူးလို့ရတယ်ပေါ့နော်对吧？ကဲဒါကတော့စီရီဘောကနေမြင်ရတဲ့ view ပေါ့နော်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျာဗီဒီယိုကိုအဆုံးထိကြည့်ပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်